Manchester United သမိုင်းတစ်လျှောက်လူကြိုက်အများဆုံးအမှတ်ရစရာအကောင်းဆုံးဂျာစီ9တဲ့နံပါတ်1 1998-1999ဂျာစီအိမ်ကွင်းဂျာစီ Umbro Shop ဒီဂျာစီဟာ United ရဲ့သမိုင်းဝင်သုံးလုံးကိန်းဖလား Trevor အောင်ပွဲနဲ့တိုက်ရိုက်ဆက်ဆက်နေတာကြောင့်အထင်ရှားဆုံးနဲ့အောင်မြင်ဆုံးလို့သတ်မှတ်ခံရပါတယ်။ရိုးရှင်းပေမဲ့အားလုံးရဲ့အမှတ်ဉာဏ်မှာ Power ဆွဲထင်နေတဲ့ဂျာစီပါ။နံပါတ်2 2009-2008ရာသီအိမ်ကွင်းဂျာစီ Nike AIG Cristiano Ronaldo Wayne Rooney တို့ရဲ့ရွှေကိတ်ကိုကိုစားပြုတဲ့ဂျာစီပါ။ဒီဂျာစီနဲ့အမဲ Man U ဟာ Champions League ဖလားကိုရယူခဲ့ပြီးအနီရောင်တက်ရတဲ့ဒီဇိုင်းနဲ့နောက်ကျောကအဖြူရောင်မြင်းကအမှတ်အသားတစ်ခုထိခဲ့ပါတယ်။နံပါတ်3 1990-1992အဝေးကွင်းဂျာစီ Adidas Shop ဒီဂျာစီကို Brader တွေက Snowflake ဒါမှမဟုတ် DC Shot လို့စစ်စင်တော်ခေါ်ခဲ့ကြပါတယ်။အပြာအဖြူနဲ့အနီရောင်တို့ပေါင်းစပ်ထားတဲ့ထူးခြားတဲ့ graphic design ဟာ90ပြည့်နှစ်တွေရဲ့ fashion icon တစ်ခုလို့ထိခဲ့ပါတယ်။နံပါတ်4 1994-1996ရာသီအိမ်ကွင်းဂျာစီ Umbro Shop ဒီဂျာစီဟာ Eric Cantona ရဲ့အထင်အက Colin Town style နဲ့အဓိကဆက်ဆက်နေတဲ့ဂျာစီပါ။ Colin design နဲ့ရှေ့ကကြိုးပုံစံဟာ Gandhi ဖြစ်ပြီး Cantona ရဲ့စိုးမွန်အီးကစ်ကိုကိုစားပြုပါတယ်။နံပါတ်5 1982-1984ရာသီအိမ်ကွင်းဂျာစီ Adidas Shop ဒါဟာ Man U သမိုင်းမှာအလွန်ကြာရှည်ခဲ့တဲ့ Shop Company ရဲ့ပထမဆုံး sponsor ဂျာစီတစ်ခုဖြစ်ပါတယ်။ Adidas ရဲ့သမားရိုးလင်းဒီဇိုင်းနဲ့စတင်ခဲ့တဲ့ဒီဂျာစီဟာ Man U ရဲ့ခက်တဲ့ကုန်ပစ္စည်းဈေးကွက်ကိုစတင်ခဲ့တဲ့ Gandhi အစလို့ဆိုနိုင်ပါတယ်။သူတို့ရဲ့အကိုက်အဆုံးဂျာစီကဘယ်ဂျာစီလဲမှန်းခဲ့ကြပါဦး